ကဲအခုမှဗီဒီယိုရိုက်ဖို့တတိရတာပေါ့နော်မနေ့စောစောလေးမှာအချင်းဟင်းလေးတစ်ခွက်ချက်မယ်မိုးအေးလေးကိုမိုးအေးလေးအပြင်မှာမိုးရလေတယ်အခုလောကဒီမှာမုန်တိုင်းရှိတော့ခဏခဏကိုဖြစ်နေပေါ့နော်မှာချင်းလေးတစ်ခွက်ချက်မယ်ပြီးလို့ရှိရင်ငပိတောင်းလေးပေါ့ငရုတ်တိငပိတောင်းလေးထောင်းပါမယ်ဟာအရင်ဆုံးတော့လုံးရည်ပဲရှိသေးတယ်ပြီးတော့မှရေဆွတ်မှာပါအချက်မောင်ဟင်းချင်းကအစုံမဲ့ကမွန်းကျင်ပါတယ်ကစွန်းရွက်ပါတယ်ပြီးလို့ရှိရင်ညက်လဲပါတယ်ခန်းလေးတိတိလေးလည်းပါတယ်ပေါ့နော်ကျမရဲ့လက်ရလေးပါဒါလေးကိုလုံးကြီးလေးခန်းသွားပြီဆိုတော့မှဒီလေးကိုအနေတော်လေးဆွတ်မှာပါအဲ့မျိုးနာနာလေးလုံးပြီးမှအချင်းရအရင်တက်လို့ကောင်းတာနော်ကဲလုံးရည်လေးဆွတ်လိုက်ပါပြီသူကမြစ်ကလေးလေးပါတဲ့အခါကျတော့ပေါ့နော်မြစ်ကလေးလေးကြက်စေးကျွန်တော်လုံးရည်လေးကိုရေလေးကိုများများလေးဆွတ်လိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်ညီမတို့ညာအမှန်တကယ်တော့လူက4ယောက်စားလေးပါညနေစာအထီကတစ်ခါလေးချက်လိုက်တယ်ကွာလူရအိမ်က4ယောက်ပဲဆိုရင်တိတ်မစားဘူးပေါ့နော်တိတ်မစားဘူးဟိုကမရေလေးများများလေးနဲ့ချက်လိုက်ပါပြီရှင်အခုပြီးတော့ငရုတ်တိငပိတောင်းလေးထောင်းပါမယ်မိုးကလည်းအေးနေဆိုတော့အလားလေးနဲ့လိုက်ဖက်ပါတယ်တခါလေးပေါ့နော်ချုံမုံလေးနဲ့နည်းနည်းတုံးနေပေါ့နော်ငရုတ်စားလေးနဲ့နည်းနည်းထည့်ထောင်းနေဘာလို့လဲဆိုတော့မြန်မြန်နဲ့ညက်လွယ်တယ်ပေါ့နော်ထောင်းရတာမြန်မြန်နဲ့ညက်လွယ်တဲ့အတွက်စားလေးနဲ့ချုံမုံလေးပါတခါလေးရိုထောင်းနေပေါ့နော်ပြီးတော့ကြက်တုံကျိုးလေးထည့်မယ်ကဲအခုလိုမျိုးမိုးအေးလို့ရှင်နေကြက်နဲ့ဟင်းနေမလို့ငရုတ်တီတောင်းဗောနော်ငရုတ်တီငပိတောင်းလေးနဲ့ချက်မောင်းဟင်းလေးအချင်းဟင်းလေးတစ်ခွက်ဆိုကိုလုံးလောက်ပြီဟင်းကောင်းနေတယ်မလို့တော့ငပိရတော့ဒီမှာပေါ့နော်ဒီမှာငပိဒီလေးတွေပေါ့နော်မကြည့်ပါငပိတောင်းပြုံးပြုံးလေးငပိတောင်းနဲ့ထောင်းမှာဖြစ်ပါတယ်။အိုးဆက်တာတော့ဆက်တယ်မကြည့်ဒီထဲကိုတမယာကြီးလေးစမ်းမယ်တမယာလေးညှက်မယ်ပေါ့နော်ပြီးလို့ရှိရင်ဒီပါလောကနှမ်းစီစစ်ပါနော်နှမ်းစီအစကလေးစမ်းမယ်အမနှမ်းစီလေးစမ်းမယ်ငပိတောင်းဆိုလို့ချင်းစီလေးများများလေးနဲ့ဆိုပို့ပြီးတော့ကောင်းနေပေါ့နော်နှမ်းစီစစ်ကလေးနဲ့ငပိတောင်းလေးနဲ့ချက်မောင်ရင်းကဲဒါလေးချက်လို့ပြီးပါပြီဒါဆိုရင်လက်စားစားလို့ရပါပြီ